ဘယ်ရာကိုမှအတင်းကျပ်လို့ယူဖို့မစူးစမ်းလိုက်ပါနဲ့အရာတိုင်းကအကြောင်းရှိလို့ဖြစ်တာပါတဲ့ကျမကတော့အဲ့ဒီစကားလေးကိုအမြဲတမ်းနှလုံးသွင်းထားတယ်ကျမဘဝမှာလေကြီးကြီးမားမားကြုံရတဲ့ကိုယ်တွေ့အဖြစ်အပျက်တွေရှိတယ်ကိုအရန်ဖြစ်ချင်ပေမဲ့လည်းမဖြစ်လိုက်ရတဲ့အတွက်ပိုကောင်းတာဖြစ်သွားတာမျိုးပေါ့နော်ကျမတချို့အရာတွေကတော့အရန် personal ဖြစ်နေတဲ့အတွက်အလုံးနဲ့ပတ်သက်တာလေးတွေကိုပြောပြမယ်ကျမအရင် engineer အလုပ်လုပ်တုန်းကဆိုရင်ကျမလုပ်တဲ့ position က quantity surveyor ဆိုတဲ့အိမ်တလုံးရဲ့ကုန်ကျစရိတ်ကိုတွက်တာပေါ့နော်ဆိုတော့ကျမလိုက်တဲ့ project ကမရသွားဘူးတခြား company တွေကရတယ်ဆိုတော့ကိုကစိတ်ညစ်တာပေါ့နော်အတုံးမကြလို့လားကန်ညံ့လို့လားပေါ့နော်ဘေးတင်မဲမရမလို့ရရပဲချေရမလို့နဲ့အရန်ဒီစိတ်တက်တွေကြတာပေါ့ဒါပေမဲ့အဲ့ဒီ project ကိုမရလိုက်တာကကျမတို့အရန်ကိုကန်ကောင်းသွားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ quotation ထဲမှာကျမမထည့်လိုက်တဲ့လောက်ကွက်တွေပါသွားတယ်ဆိုတော့ quotation ဆိုတဲ့သဘောကဒီဈေးနှုန်းနဲ့ဒီအလုပ်တွေကိုကျမတို့ကလုပ်ပေးပါမယ်ဆိုတဲ့စာချုပ်ချုပ်လိုက်တဲ့သဘောပဲဆိုတော့ကျမကလောက်ကွက်ကြံသွားတာကိုယ့်ဘက်ကလိုအပ်သွားတာဖြစ်တဲ့အတွက်တကယ်လို့ဒါအဲ့ဒီ project ကို client ကလက်ခံလိုက်ပြီးစမယ်ဟေ့ဆိုရင်ကျမကရှုံမြက်ကိုကလုပ်ကိုလုပ်ရတော့မှရှုံးဖို့ကများတယ်လीဘာလို့လဲဆိုတော့ကိုကလောက်ကွက်ချန်ခဲ့တာဟုတ်ဆိုတော့အဲ့ဒါကတခုနောက်ကျမအလုပ်လုပ်တဲ့အခါကျတော့လေအဲ့ဒီအလုပ်တုံးကလည်းကျမအရန်ကိုဖြစ်ချင်စိတ်တွေအရန်များတာပေါ့နော်ဟာမဖြစ်ရကောင်းလားဘာလို့ကိုမှန်းထားတဲ့ target တွေကမပြည့်တာလဲပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒီအလုပ်ကကိုမဖြစ်လိုက်တာကိုမှန်းထားသလောက်မရတာကကိုပို့ပြီးတော့တခြားအလုပ်တစ်ခုမှာပိုအားဆိုင်ဖို့အတွက်တခြားအလုပ်ကိုပို့ပြီးတော့ကိုက energy တွေထည့်ဖို့အတွက်ကိုတတိပေးလိုက်တယ်လို့မျိုးပဲကိုနဲ့မကိုက်တဲ့အလုပ်ကိုဆက်မလုပ်ဖို့အတွက်ကိုနဲ့ပိုတင့်တော်တဲ့အလုပ်ကိုပို့ပြီးတော့တွန်းပို့ပေးလိုက်တယ်လို့မျိုးကိုဖြစ်သွားတယ်ဒါကြောင့်လေကျမတို့ကြုံမှုကြပါလိမ့်မယ်တချို့တွေခရီးသွားစရာရှိတယ်ဒါပေမဲ့အဲ့ဒီနေကြမှာပဲသွားလို့မရအောင်ကိုအကြောင်းမျိုးကဖြစ်တာဥပမာအိမ်မှာကိစ္စတစ်ခုခုဖြစ်လို့မသွားလိုက်ရတာမျိုးအကျမ်းမာရေးကိစ္စဖြစ်လို့ဒါမှမဟုတ်အလုပ်ချက်ချင်းပေါ်လာလို့ကိုမသွားလိုက်ရတဲ့ခရီးကလမ်းမှာအန္တရာယ်တွေဖြစ်တယ်ကိုကန်ကောင်းရတယ်ကိုအသက်ဘေးအန္တရာယ်ကလွတ်သွားတယ်ဒါမျိုးတချို့ကြတော့လေအလုတ်ပြုတ်တယ်အစပိုင်းမှာတော့ရမ်းစိတ်ညစ်ဖို့ကောင်းလိမ့်မယ်အလုတ်ပြုတ်တယ်ဆိုတာကဒါပေမဲ့ကိုအသစ်စရမယ်အလုပ်တစ်ခုကိုစဖို့အတွက်ကိုကပို့ပြီးတော့အခွင့်အရေးရသွားတယ်ပုံမှန်ဆိုရင်ကိုကဒီတန်တရားထဲမှာပဲလဲပြီးတော့ကိုဟာရုံထွက်ရကောင်းမှမသိပင်မဲ့အလုပ်ထွက်လိုက်ရတော့မှကိုအသစ်တစ်ပံစဖို့အခွင့်အရေးရသွားတာမျိုးတချို့ကြတော့လေ relationship တွေပြတ်တောက်သွားတယ်ရန်ကိုစိတ်ညစ်တယ်ဒါပေမဲ့လည်းကို့အတွက်ပို့ပြီးတော့ချစ်တဲ့သူကို့ပို့ပြီးတန်မိုးထားတဲ့သူကို့အတွက်စစ်မှန်တဲ့လက်တွဲပေါ်နဲ့တွေ့ဆုံသွားတယ်ဒါမျိုးပေါ့နော်ကျမတို့ကိုအမြဲတမ်းစောင့်ရှောက်ပေးနေတဲ့အဆောင်ရှောက်တွေရှိပါတယ်ကိုကိုးကွယ်တဲ့ဖရားလို့ပဲယုံကြည်မလားဒါမှမဟုတ်ကိုယ့်ရဲ့ soul စိတ်ဝိညာဉ်လို့ပဲယုံကြည်မလားကိုစောင့်ရှောက်နေတဲ့နှစ်သမီးတွေလားဒါမှမဟုတ်ကိုယ့်ရဲ့ကိုစောင်းနဲ့လားဒါမှမဟုတ် universe လားကိုကြိုက်တယ်လို့မျိုးယုံကြည်ခြင်းဟာယုံကြည်လို့ရတယ်ဒါပေမဲ့ကျမတို့ကိုအမြဲတမ်းစောင့်ရှောက်ပေးနေတဲ့အဆောင်ရှောက်တွေရှိတယ်ဒါကြောင့်လည်းမဖြစ်တဲ့တာမဖြစ်ရအောင်ပိုကောင်းတာတွေဖြစ်လာအောင်လို့အမြဲတမ်းစီစဉ်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မမေ့ပါနဲ့ပိုကောင်းတဲ့အစီအစဉ်ကအမြဲတမ်းရှိတယ်အခုဆုံးရှုံးသွားတယ်ဆိုတာကပိုကောင်းမှုဖြစ်လာတာပါလက်ခံနေဆိုရင် comment မှာ yes လို့ရေးသွားနော်ကျေးဇူးအများကြီးတင်ပါတယ်ခုတ်ကြည့်ပါ